ချီရတဲ့မိသားစုတယောက်စတန်ကိုသခင်ရှုခရစ်တော်ဖျားနာမ၌မင်္ဂလာပါဒီကနေ့20ရက်3လ2026ခုနှစ်ရဲ့မင်္ဂလာနေ့တည်လေးထဲမှာထာဝရဘုရားသည်တင်းကိုကောင်းချီးပေးပြီးဆောင်မတော်မူပါစေသောထာဝရဘုရားသည်တင်း၌မျက်နှာတော်အလင်းကိုလူ၍ဂရုဏာကျေးဇူးပြုတော်မူပါစေသောထာဝရဘုရားသည်တင်းကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောအာမင်ချစ်တဲ့မိသားစုများဒီကနေ့ယေရမိနဂတိကျမ်းခန်းကြီး73ခန်းငယ်23ကိုအတူတူကဆင်ခြင်ခွင့်ပြုကြအောင်အေသီယိုပိလူသည်မိမိအရေးအစင်းကို၎င်းကျက်သည်မိမိအကွက်အကြတို့ကို၎င်းပြောင်းလဲနိုင်တယ်လို့ပြောင်းလဲနိုင်ရင်ဒုစရိုက်ကိုပြုလေရှိသောသူတို့သည်သူ့စရိုက်ကိုပြုခြင်းကတတ်နိုင်ကြလိမ့်မည်ချစ်တဲ့မိသားစုများအေသီယိုပိလူဆိုတာလူမဲတွေကိုပြောတာလူမဲတွေကတဲ့မိမိရဲ့အရေးအစင်းကိုပြောင်းလဲနိုင်တာတဲ့နောက်တစ်ခုပြောသေးတယ်ကျက်တစ်ကလည်းတဲ့မိမိအကွက်အကြားကိုပြောင်းလဲအောင်လုပ်နိုင်လားတဲ့တကယ်လို့ပြောင်းလဲအောင်လုပ်နိုင်တယ်ဆိုရင်တဲ့ဒုစရိုက်ကိုပြုလေရှိတဲ့သူကတဲ့သူစရိုက်ကိုပြုခြင်းကတတ်နိုင်မယ်ဆိုတော့လူမဲတွေကကိုယ့်ကိုဖြူအောင်လုပ်လို့မရအောင်အသားဖြူလိမ့်စီဘယ်လောက်လိမ့်လိမ့်မဖြူနိုင်ကျက်တစ်ရဲ့အကွက်အကြားကလည်းအမွေးရိပ်ပြီးမဲ့လည်းပြန်ထွက်လာရင်ဒီအယောင်ပဲထွက်လာမှာပဲအကွက်အကြမ်းပဲထွက်လာမယ်အဲ့ဒီလိုပဲတဲ့တကယ်လို့သူတို့အမဲရောင်သူတို့အကွက်အကြမ်းပြောင်းလဲနိုင်မယ်ဆိုရင်တဲ့ဒုစရိုက်ပြုနေတဲ့သူပြုနေကြသူကသူ့စရိုက်ကိုပြုခြင်းကတတ်နိုင်မယ်ဆိုတော့အခုကအမဲကအဖြူဖြစ်အောင်လုပ်လို့မရလို့ဒုစရိုက်ကိုပြုတဲ့သူကသူ့စရိုက်ကိုပြုဖို့ကမဖြစ်နိုင်မတတ်နိုင်အတိတ်ဘက်ကကျွန်တော်တို့လူသားတွေကငါအပြစ်မလုပ်တော့ဘူးအပြစ်ရှောင်တယ်ဆိုပေမဲ့မရဘူးထထလုပ်တယ်ဆိုတော့ကျွန်တော်တို့လူသားတွေကကိုယ့်ရဲ့အခြေအနေကိုဒုစရိုက်ကိုပြုတ်တဲ့အထင်ကနေပြီးတော့မှသူစရိုက်ကိုပြုတ်ဖို့အတွက်မိမိရဲ့အခြေအနေပြောင်းလဲအောင်မလုပ်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာလှုပ်ပေးနိုင်တဲ့ဖယားကိုစားဖို့ဖြစ်တယ်နံပါတ်1ယေရှုခရစ်တော်ကအပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းကဤလောကကိုကြွလာတယ်။ဆိုတော့ယေရှုခရစ်တော်ကကျွန်တော်တို့ရဲ့အပြစ်ကြွေးတွေပေးစားမဲ့သိခြင်းဖို့အခါတွေတွားရမယ့်ငရေတွေအကုန်လုံးအတွက်လောကကားထဲမှာသူကအသေးခံတဲ့တကြိုတဲ့၃ရက်မြောက်သောနေ့မှာထမြောက်တဲ့သူကအသက်ရှင်သောဖျားဖြစ်တယ်။အသက်ရှင်သောဖျားဖြစ်တဲ့အတွက်ကြောင့်အားကိုးလို့ရတယ်။ယေရှုကပြောတယ်ငါ့ကိုယုံကြည်တဲ့သူကသင်လို့တော့လဲရှင်တယ်။နောက်တစ်ချက်ယေရှုကိုယုံကြည်အားကိုးတဲ့လူတစ်ယောက်ရဲ့အသက်တာထဲမှာသင်ကောင်းကြီးရောက်မယ်ဆိုတဲ့အာမခံချက်တစ်ခုတည်းမကဘူးနေ့စဉ်နဲ့အသက်ရှင်တဲ့အခါမှာလဲကိုယ့်ရဲ့အသက်တာထဲမှာငါဒီနေရာမှာမလွတ်မြောက်နိုင်ဘူးဒီအရာနဲ့လွတ်မြောက်အောင်ငါကြိုးစားလို့မရဘူးဆိုတော့သိပြီးဆိုရင်လည်းထိုအရှင်ကိုအားကိုးခြင်းအဖြစ်ထိုအရှင်ကနေပြီးတော့မှလွတ်မြောက်တဲ့အခွင့်အရေးကိုမဆတ်ခြင်းကတတ်နိုင်တဲ့ဖျားဖြစ်တယ်ဒါကြောင့်မိသားစုများကျွန်တော်တို့ကကိုယ့်ရဲ့အခြေအနေကိုကိုကလွတ်မြောက်အောင်လုံးလို့မရတဲ့လူသားတွေဖြစ်တဲ့အတွက်ကြောင့်ဖယားသခင်ရဲ့လွတ်မြောက်ပေးမှုကိုကျွန်တော်တို့သိရှိပြီးတော့မှထိုဖယားကိုကိုးစားခွင့်လွန်ခြင်းအဖြစ်ဘဝအသက်တာထဲမှာတကယ်ပဲလွတ်မြောက်ခြင်းအသက်တာအသီးသီးခံစားနိုင်ဖို့အတွက်ဤနှုတ်ဘတ်တော်အဖြစ်မြတ်တမ်းနဲ့ဝင်ငါတယ်တယောက်စီတိုင်းကိုဘုရားသခင်တာရေကောင်းချီးပေးပါစေဒီကနေ့တနေ့တာအတွက်ဆုတောင်းဆက်ကပ်အနေရအောင်အသက်ရှင်တဲ့ဘုရားသခင်ကိုရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်တကယ်ပဲမလွတ်မြောက်နိုင်တဲ့အရာကိုလွတ်အောင်ကိုယ်တိုင်ကြိုးစားရုန်းကန်လို့မရတဲ့အခါမှာဖယားသခင်ကနေပြီးတော့မှကယ်လွတ်ပေးတယ်ဆိုတော့သိရှိပြီးတော့မှထိုဘုရားကိုယုံကြည်ကိုးစားခိုးလုံခြင်းအဖြစ်တကယ်ဘဝအသက်တာမှာလွတ်မြောက်ခြင်းတွေပေါ်ပါခြင်းတွေမင်္ဂလာအဖြတ်ဖြတ်တွေခံစားရရှိဖို့အတွက်တယောက်စီတိုင်းကိုကိုရောဘုရားသခင်ဆက်လက်မဆကောင်းချီးပေးပါမည်အကြောင်းတနေ့တာလုံးရဲ့အသက်တာဟာလည်းဘုံတော်ထင်ရှားကြတဲ့ဖြစ်စွာမိအကြောင်းသခင်ရှုနာမ၌ဆုတောင်းပါတယ်မြတ်တော်ရှင်ဖခင်သခင်အာမင်